ဒီစကားတခေါက FBI ရဲ့နိုင်ငံတကာဒါစာဟန်ညီနိုင်ရေးမှု Chris Voss ကိုသူ့ဘဝရဲ့အကျက်တေးဆုံးရှင်နေတဲ့ကိုဆွဲသွဲလိုက်တယ်လို့ပါပဲဒါပေမဲ့ခဏလေးဒါကတကယ်လူပြန်ပဲဆွဲမှုမဟုတ်ခဲ့ဘူးရဒီထက်တောင်ပိုပြီးတော့ဖိအားများတဲ့အခြေအနေတစ်ခုဖြစ်နေချက်ပါပဲ ဒီနေ့ကျွန်တော်တို့လဲလိုက်ကြည့်ကြမှာကတော့အငင်းထဲမှုနဲ့ပတ်သက်ပြီးတည်ထားသမျှကိုအခြေခံကစားပြီးပြောင်းပြန်လမ်းဖြစ်မဲ့နီးလန်းဒီအကြောင်းပါပဲဒါတွေကတော့ FBI သားစားခံညီနိုင်ရေးမှုဟောင်း Chris Voss ရဲ့ Never Split the Difference ဆိုတဲ့စောက်ထဲကထင်မှတ်မထားတဲ့နီးဗျူဟာတွေဖြစ်ပါတယ်ကဲစားကြအောင်ဇလန်ကဒီလိုစားပါတယ်ကချိန်ကလမ်းပေါ်မှာတာဝန်ကျခဲ့တဲ့ရဲအရာရှိဘောင်းနီ FBI ညီနိုင်ရေးမှုထစ်လာတဲ့ Chris Voss သူဟာ Harvard ဥပဒေကျောင်းရဲ့ထိပ်တန်းညီနိုင်ရေးပညာရှင်တွေနဲ့စက်တိုက်လေ့ကျင့်မှုတစ်ခုမှထိပ်တိုက်ရင်ဆိုင်ရပါတော့တယ်အခြေအနေကတော့ Voss ဟာ Harvard မှာညီနိုင်ရေးပင်တန်းတို့တစ်ခုတက်နေတော့မှာပဲဒီစက်တဲ့လေ့ကျင့်မှုထဲကိုရုတ်တရက်ကြီးတွန်းပို့ခံလိုက်ရတာပါသူရဲ့တံဘက်တွေကလည်းဒါမှလူလေးမဟုတ်ဘူးဗျနာမည်ကြီးညီနိုင်ရေးပညာရှင်တွေဖြစ်တဲ့ Robert Mnogin နဲ့ Gabriela Blum တို့ကလူပြန်ပေးသမားတွေဖြစ်သရုပ်ဆောင်ပြီး Voss ရဲ့သားကိုပြန်ပေးဆွဲထားတဲ့ဒေါ်လာ1 သန်းပေးပါလို့တောင်းဆိုခဲ့ပါတယ် Harvard ပါမောက္ခတွေကတော့ Voss တယောက်ထိလန့်သွားမယ်ဈေးစစ်မယ်လို့မျှော်လင့်ထားကြတာပေါ့ဒါပေမဲ့ Voss ကလုံးဝမထင်မှတ်ထားတာကိုလှုပ်ချလိုက်ပါတယ်သူကအေးဆေးတည်ငြိမ်စွာနဲ့ရိုးရှင်းလုံးတဲ့မိခွန်းတစ်ခုကိုပြန်မိလိုက်တယ်ကျွန်တော်ဘယ်လိုလုပ်ပေးရမလဲအော်ဆရာပဲဒီမေခွန်းလေးတစ်ခုကညှိနှိုင်းမှုရဲ့အရှင်အဟုန်တစ်ခလုံးကိုပြောင်းပြန်လွန့်ပစ်လိုက်တယ်အရင်ကချင်းထောက်မှုအောက်မှာအပြေရှာရမယ့်အစအခုတော့ဟိုဘက်ကပါမောက်ခတ်တွေက Voss ရဲ့ပြဿနာဖြစ်တယ်ပိတ်စမလို့ရှာမလဲဆိုတော့ဝင်ပြီးဖြေရှင်းပေးရမယ့်သူတွေဖြစ်သွားရောအဲ့ဒါကို calibrated question လို့ခေါ်ပါတယ်ပြဿနာရဲ့ဝင်ထုတ်ဝင်ဖို့တစ်ခါလူစီလွယ်ပေးလိုက်ပြီးထိန်းချုပ်မှုကိုကိုယ့်လက်ထဲပြန်ရအောင်လုပ်လိုက်တာပါပဲVoss ရဲ့အောင်မြင်မှုကပိုကြီးတဲ့ပြဿနာတစ်ခုကိုမီးမောင်းထိုးပြနေပါတယ်အဲ့ဒါကရောအစင်လာညင်တိုင်းရဲ့ theory တွေဟာလက်တစ်ကဘာရဲ့ကြံတန်းတဲ့အခြေအနေတွေမှာလုံးဝအသုံးမဝင်တော့ဘူးဆိုတာပါပဲအဲ့ဒီချိန်ကညီနိုင်ရင်လောကကိုလွှမ်းမိုးထားတာက Harvard ရဲ့ကြော်ကြားတဲ့ Getting to Yes နီလမ်းပေါ့လူနဲ့ပြဿနာကိုခွဲမြင်မှာကြိုးကြောင်းစီလော်တဲ့ win-win ဖြစ်ချင်းချက်ကိုရှာပါဆိုပြီးတော့ပေါ့ဒါပေမဲ့ FBI ရဲ့လက်တွေ့ကမှာတော့သူတို့ရင်ဆိုင်နေရတာကစိတ်ခံစားမှုတွေပြင်းထန်နေတဲ့ကို getting ရှင်လို့ထင်နေတဲ့သူတွေဒါမှမဟုတ်ဘာကမှကရုမဆိုင်တဲ့သူတွေပါသူတို့နဲ့ win-win ဆိုတာဘယ်လိုမှအလို့မဖြစ်ခဲ့ပါဘူး Waco နဲ့ Ruby Ridge မှာလူများများအသက်ဆုံးရှုံးခဲ့ရတဲ့အဖြစ်ဆိုတွေက FBI ကိုသင်ခန်းစာတစ်ခုပြင်းပြင်းထန်ထန်ပေးခဲ့ပါတယ်လူတွေကအများတန်းကြိုးကြောင်းဆင်ချင်တုံတရားနဲ့အလို့မလုပ်ဘူးဆိုတာပါပဲဒီလိုခါးသီးတဲ့ကြရှုံးမှုတွေကြောင့် FBI ဟာရုတ်တိပေတာတက်ကိုအခြေခံတဲ့ချင်းကပ်မှုတွေကိုဆွန့်လွတ်ပြီးစနစ်တစ်တစ်ခုကိုတည်ထွင်မှုတွန်းအားဖြစ်စေခဲ့ပါတယ်။အဲ့ချာရှုံးမှုတွေရဲ့ပြားပုံထဲနာနေ FBI ရဲ့လိုဝက်လက်လက်ဖက်လာမဲ့တော်လာနဲ့အသွေးခေါ်အသစ်တစ်ခုပေါ်ပေါက်လာပါတယ်။အဲ့ဒါကတော့နားထောင်ခြင်းကိုကိုယ်ခံပညာတစ်ခုလိုအသုံးပြုတာပါပဲ။ဒီနေရာမှာအထူးကကြတဲ့အချက်ကတော့ tactical empathy လို့ခေါ်ရဲ့နီးယူဟာမြောက်စာနာမှုပါ။ဒါကတစ်ဖက်လူကိုတနာတာသူတို့နဲ့တပေါတူတာလုံးဝမဟုတ်ပါဘူး။ဒါဟာသူတို့ရဲ့ခံစားချက်နဲ့အတွေးခေါ်ကိုနက်နားလည်ပြီးအဲ့ဒီနားလည်မှုကိုတောဇလွှမ်းမိုးနိုင်ဖို့ကိရိယာတစ်ခုအနေနဲ့အသုံးပြုတာပါ။စိတ်ပညာရှင် Daniel Kahneman ရဲ့ theory အဆိုရင်ကျွန်တော်တို့ဦးနှောင်မှာစနစ်တစ်ခုရှိပါတယ်။ System 1ကကာမောင်းတာလိုမျိုးမြန်တယ်အလိုအလျောက်ဖြစ်ပြီးစိတ်ခံစားမှုနဲ့ဆုံးဖြတ်တယ်။ System 2ကတော့တင်ချပု္ပ္ပစာတွက်တာလိုမျိုးနေတယ်ချင့်စဉ်းစားပြီးရွတ်တိကြတယ်Tactical empathy ရဲ့ရည်မှန်းချက်ကတော့ဆုံးဖြတ်ချက်အများစုကိုတကယ်တမ်းမောင်းနေတဲ့စိတ်ခံစားမှုပိုင်း System 1ကိုလွှမ်းမိုးနိုင်ဖို့ပါပဲ။ကဲ theory တွေခဏထားပြီးလက်တွေ့သုံးချနိုင်တဲ့အပိုင်းကိုတွားကြည့်ကြရအောင်။ Voss ရဲ့အထီးရောက်ဆုံးတဲ့အလွယ်တကူသုံးနိုင်တဲ့နည်းလမ်းတစ်ခုကိုလေ့လာကြည့်ကြပါမယ်။ပထမဆုံးကိရိယာကတော့ mirroring ပါ။ဒါက Star Wars က Jedi တွေသုံးတဲ့စိတ်လက်ကွက်နဲ့တော်တော်တူပါတယ်။အိုးစရာကောင်းလောက်အောင်ရိုးရှင်းပေမဲ့တစ်ဖက်လူနဲ့ယဉ်နီးမှုတိဆောက်ရမှာအလွန်အစွမ်းထက်ပါတယ်။လိုရမှာကထိကိုလွဲပါတယ်။တစ်ဖက်လူပြောတဲ့စကားကိုနားထောင်ပြီးရင်သူတို့ပြောသွားတဲ့အရေးကြီးဆုံးစကားလုံးတွေကနောက်ဆုံးတစ်လုံးကနေသုံးလုံးလောက်ကိုမီးခွန်မိတဲ့အတန်းသားနဲ့ပြန်ပြောလိုက်ပါ။ပြီးရင်ခဏတိတိလေးနေလိုက်ပါ။ဒီနီလန်းကငါတို့ကတူတူပဲဆိုတဲ့စိတ်ကိုအလိုလျောက်ဖြစ်ပေါ်စေပြီးယုံကြည်မှုကိုတည်ဆောက်ပေးပါတယ်ဥမာအနေနဲ့အလုတ်ခွင့်မှာကြုံရတဲ့အခြေအနေတစ်ခုကိုကြည့်အောင်ကိုယ့်ရဲ့သူတွေကဒီလိုပြောလာတယ်ဆိုပါတော့ဒီနေရာမှာ mirroring ကိုတုံးလိုက်ကပါပဲမိတူနဲ့ဆောင်လာလို့မေကွန်တန်နဲ့ပြန်ထောက်လိုက်အောင်နဲ့တချေကိုသူ့ရဲ့တောင်းဆိုချက်ကိုအချက်ဒဝစ်ပြန်ရှင်းပြစေဖို့ဒါမှမဟုတ်ပြန်စဉ်းစားဖို့တွန်းအားပေးလိုက်တယ်လို့ပါပဲငယ်ခိုင်နေလေခါဒုတိယအခရိယာကတော့ labeling ပါဒါကတော့တစ်ဖက်လူရဲ့ခံစားချက်ကိုကိုကဖော်ထုတ်ပြီးစကလုံးနဲ့အမိတက်ပေးလိုက်တာပါ
ဒီလိုလှုပ်ချင်းအဖြစ်တင်မမှုတွေကိုတိတိတာတာလျော့ကျသွားစေနိုင်မှာပါ ဒါကိုဘယ်လိုလုပ်မလဲဆိုတော့ကြည်ရတာပုံပဲဆိုတဲ့စကားစုနဲ့စပြီးသူတို့ခံစားနေရမယ်လို့ထင်တဲ့စိတ်ခံစားမှုကိုအမိတက်လိုက်ရုံပါပဲဟာလမ်းမှာဒါစာခန်းနေနဲ့6နာရီကြာထိတိုက်တွေ့တော့က Voss ကချင်ပြားတို့ထောင်ပြမကြခြင်းနဲ့ပုံပဲလို့ပြောလိုက်တာနဲ့သူတို့ရဲ့ကြောက်ရွံ့မှုတွေကိုအတိအမဲ့ပြရရောက်ပြီးချက်ချင်းစိတ်တည်ငြိမ်သွားစေခဲ့ပါတယ်ဒါကအပြတ်တဘောဆောင်တဲ့စိတ်ခံစားမှုတွေကိုခြေဖြတ်တာမှအယမ်းကိုထီရောက်ပါတယ် ကဲဒီဆောက်ထဲကထင်မစေရအကောင်းဆုံးနဲ့အစင်လာကိုစန့်ကျင်တဲ့အယူအဆတစ်ခုရောက်လာပါပြီအဲ့ဒါကတော့ no ဆိုတဲ့စကားလုံးရဲ့ဆွမ်းလာပါပဲ ကျွန်တော်တို့အားလုံးကညီနိုင်မှုမှာ yes ဆိုတဲ့အဖြေကိုရဖို့ကြိုးစားကြတယ်ဒါပေမဲ့တကယ်တမ်းမှာကိုလိုချင့်တဲ့ຢာကြောင့် no ဖြစ်နေတယ်နော်ဘယ်လိုလုပ်မလဲ ဒီနေရာမှာသဘောပေါက်ရမှာက no ဆိုတာအဆုံးပတ်မဟုတ်ပါဘူးတကယ်ညှိနှိုင်းမှုရဲ့အစပဲရှိသေးတယ်ဆိုတာပါပဲဘာကြောင့်လဲဆိုတော့ no လို့ပြောလိုက်ခွင့်ရတဲ့အခါတစ်ဖက်လူကဘေကင်းနဲ့ထိန်းချုပ်နိုင်တယ်လို့ခံစားရပြီးတကယ်ညှိနှိုင်းမှုစတဲ့မူတကာဖွင့်ပေးလိုက်တယ်လို့ပါပဲ yes ကိုတင်းကျပ်တောင်းဆိုတာကတော့အပေါ်ယံအတူအယောင် yes ကိုပဲရစေပြီးတကယ်ပြဿနာတွေကိုဖုံးကွယ်ထားစေပါတယ် လက်တွေ့ဥပမာရေးထုတ်ကိုကြည့်ရအောင်တယောက်ယောက်ကိုစကားပြောဖို့အချိန်ရလားလို့မင်းမြင်စအခုစကားပြောဖို့အချိန်မကောင်းဘူးလားလို့ပြောင်းမေးကြည့်ပါဒီလိုမေးလိုက်ရင် no it's not a bad time ဆိုတဲ့အဖြေကတကယ်ကိုအာရုံစိုက်မှုကိုရရှိစေမှာဖြစ်ပါတယ် အဆုံးသက်အနေနဲ့ပြောချင်တာကတော့ဒီ FBI နီးလန်းတွေဟာဒါစာခံကဲတင်ဖို့အတွက်ပဲမဟုတ်ပါဘူးဒါတွေဟာကျွန်တော်တို့ရဲ့နေ့စဉ်ဘဝတွေကအပြာလန်ဆက်ဆံရေးတိုင်းအတွက်ပါပဲ ကြားကြောင့်အခုလိလာခဲ့တဲ့ mirroring labeling နဲ့ no yes ဆွမ်းကိုပြန်စဉ်းစားကြည့်ပါဒီနည်းလက်တွေကိုသုံးပြီးကိုယ့်ဘဝတွေကဘလို့အရေးကြီးတဲ့စကားဝိုင်းတွေကိုပိုကောင်းအောင်ပြောင်းလဲနိုင်မလဲဒါကတော့ကိုယ့်ကိုပြန်ပြရမယ်မေးခွန်းတစ်ခုပါပဲ